စီမပုံမပိုင်ပါအိမ်ကမ်းပေါင်းများစွာလေမြုပ်လည်းမရှိတာတခါမှမပိုင်ပါဘူးမိန်းကလေးတွေတကယ်ကိုများဘယ်သူမှတော့မပိုင်ပါလားအားလုံးထဲမှာမင်းတယောက်တော့လေဘို့တို့ပိုင်ဆိုင်ပြစေ